ဒီနေ့အလုံးလေးနဲ့အားရနဲ့ဝက်သားလေးကြောစားချင်တာနဲ့မကိုကနေဝက်သားလေးတွေဝယ်တယ်ဝယ်ပြီးတော့အခုအတုံးလေးလှီးပါတယ်ဝက်သားကြော်နေလေးတင်ပေးမယ်နော်ဘယ်လိုလေးလုပ်လဲဆိုတာကြည့်ပေးပါချင်းကိုပေါ့နော်ပုံမှန်ကတော့အခွန်နွားထောင်းပြီးတော့ရောထဲတာဒီတစ်ခါကျတော့နည်းနည်းချင်းပြားလေးလည်းစားကြလို့ကြီးတိချပြအောင်ဆေးတယ်ဆေးပြီးတော့ဒီလိုအပြားကြီးကြီးလေးလှီးလိုက်တယ်အဲ့အပြားကြီးကြီးလေးနဲ့ပဲပြုတ်မယ်ပေါ့နော်ထည့်ပြီးတော့ပုံမှန်ကတော့ချင်းကိုချင်းကျက်တုံပြီးရောထောင်းပြီးတော့အဲ့လိုမျိုးတစ်ခါတည်းနေတာဒါပေမဲ့ခုကတော့အဲ့လိုမလုပ်ဘူးနော်စနွန်းထည့်တယ်စနွန်းထည့်ပြီးတော့စီးထားတဲ့ဝက်သားတွေကိုစနွန်းလေးထည့်ပြီးတော့အယောင်နေမုံလေးထည့်တယ်အယောင်နေမုံလေးထည့်ပြီးတော့တရှိမိဘကတော့တရှိသုံးတာပေါ့နော်ချုံမုံစားတရှိလေးထည့်မယ်အဲ့ဒါပြီးရင်စားလေးထည့်ပြီးတော့တေချာလေးလက်ကလေးနဲ့အရသာလေးနှက်နေအောင်နှက်လိုက်ပါမယ်ဒီဝတ်သားနောက်ဆုံးကြော်တဲ့အချိန်မှာလေပြင်းတော်သိန်းရွက်ကလေးထည့်ဖို့အတွက်ပြင်းတော်သိန်းရွက်ကလေးကိုရည်စည်းပါတယ်မွေးနေအောင်ပေါ့နော်ဒီအိုကင်းလေးကတော့အမေကမကတ်အောင်ဆိုပြီးတော့အမေလာတော့ယူခဲ့တာပါဒီအိုကင်းလေးနဲ့ကြော်တာပြုတ်ကြော်မကတ်တော့ဘူးပေါ့နော်ရှိမှသုံးတဲ့အိုကင်းလေးကကျတော့ဟောဖြစ်တယ်ဝတ်သားလေးကိုဒီအိုကင်းလေးမှာထပ်ပြီးတော့ပြုတ်ထားပါမယ်ဒီလေးထည့်ပြီးတော့လေအိုကင်းလေးရေချောက်သွားပြီဆိုတော့ဝက်သားလေးကြော်ဖို့အတွက်စီထည့်ပါမယ်စီကလည်းအမေအညာနဲ့ပုတ်ပေးလိုက်တဲ့စီစစ်ပါခုနပြုတ်ထားတဲ့ဝက်သားလေးကိုစီလေးပူလာပြီဆိုတော့ထည့်ပြီးတော့ကြော်လိုက်ပါတယ်အိုကင်းလေးကအသေးနဲ့ချစ်စရာလေးရှိတယ်ငယ်ငယ်ကစားတယ်လို့မျိုးလေးလေနည်းနည်းလေးဟိုဖြစ်လာပြီဆိုတဲ့အချိန်မှာချက်သွန်ပြူလေးနဲ့ခုနရေးစီထားတဲ့ပြင်းတော်သေးရလေးကိုထည့်လိုက်ပါတယ်မွေးသွားတာပေါ့နော်ကြောနေတဲ့အချိန်မှာတော့တော်တော်မွေးပါတယ်နောက်ဆုံးမှာမွေးကျင်ချိုင်းဝတ်သားကြောကျွတ်လေးကိုရပါပြီအဲ့ဆိုတော့လုံးဝမွေးကျွတ်ရဝတ်သားကြော်လေးရပါပြီဒါလေးကထမင်းစီဇန်လေးနဲ့မနက်စားညရောက်လို့ရှိရင်လည်းစားအရန်ကောင်းပါပါကဲကြောစားကြနော်